ဆက်တို့အားမင်္ဂလာပါရှင်ပြန်ချရေးနေပြည်သူ့ဆက်ဆံရေးဦးစီးဌာနရန်ကုန်နောက်ပိုင်း KI ဗဟန်း Community Center အခမ်းအနားအနေလို့ရာသီတုပ်ကွေးယောဂသတိပြုပါအသိပညာပေးတော့ရှိုးကိုတင်ဆက်သွားမှာဖြစ်ပါတယ်ရှင်မင်္ဂလာပါဆရာမရှင်ဟုတ်ကဲ့မင်္ဂလာပါရှင်ဆရာမရှင်ဥစ္စာပထမရာသီတုပ်ကွေးဖြစ်ရတဲ့အကြောင်းလေးကိုရှင်းပြပေးပါအောင်ရှင်ဟုတ်ကဲ့ပါရာသီတုပ်ကွေးကိုဆေးပညာအရတော့ seasonal flu လို့ခေါ်တယ်ပေါ့နော်အဲ့တော့ဒါဘာကြောင့်ဖြစ်လဲဆို influenza virus ပိုးကြောင့်ဖြစ်ပါတယ်အဲ့ဒီပိုးဟာအသက်ရှူလမ်းကြောင်းကတဆင့်ကူးစက်တဲ့ယောဂဖြစ်တယ်အဓိကတော့အခုလိုမျိုးမိုးကြာစပြီးတော့မှအေးတဲ့ရာသီပေါ့နော်ဒါတွေကကူးစက်ပြန့်ပွားနှုန်းများတယ်အဲ့တော့ကျောင်းသူကျောင်းသားတွေရုံးသူရုံးသားတွေပတ်ဝန်းကျင်နဲ့ထိတွေ့မှုများတဲ့သူတွေနဲ့ဆိုကူးစက်ရန်လွယ်ကူတယ်အထူးသဖြင့်ကိုယ်ခံနေတဲ့သူတွေမှာပို့ပြီးတော့မှကူးစက်ခံတတ်တယ်အဲ့တော့အခုသတိပေးချင်တာဒီ influenza ပိုးဟာသူ့မှာ type 3မျိုးရှိတယ် ABC 3မျိုးရှိတဲ့ခါမှာ A အုပ်စုကကူးစက်မှန်တယ်များတယ်ဟုတ်ကဲ့ပေးတယ်ဘယ်လောက်ထိသူကမြန်ဆန်လဲဆိုအချိန်ပိုင်းတွင်းရပိုင်းတွင်းမှာအိမ်လုံးကျွတ်ရွာလုံးကျွတ်တောင်သူကအစုလိုက်ပြုံလိုက်ဖြစ်တတ်တဲ့အနေထားရှိတယ်ပေါ့နော်ဒါအပြင်ဒီပိုး3မျိုးရှိတဲ့ခါမှာလည်းမြန်မာနိုင်ငံမှာဖြစ်ချင်တော့ A virus ပိုးကမြန်မာနိုင်ငံမှာဖြစ်များတာဖြစ်တဲ့အတွက်ကြောင့်အထူးသတိထားဖို့လိုတယ်ပေါ့နော်အဲ့တော့ကမ္ဘာ့ကျန်းမာရေး World Health Organization နဲ့ဆက်စပ်မှုရဆိုရင်တော့ဒီကမ္ဘာလုံးတိုင်းတိုင်းရနှစ်စဉ်နဲ့ရာသီတုပ်ကွေးကြောင့်ကမ္ဘာလူဦးရေရဲ့ပေါ့နော်3သန်းနဲ့5သန်းဟာဖြစ်ပေါ်နေပြီအဲ့ဒီလူဦးရေရဲ့2သိန်းခွဲကနေ5သိန်းဟာတည်ဆုံးနေတယ်လို့လည်းသတိပေးထားပါတယ်နော်ဆရာမရှင်ဟုတ်ကဲ့ရာသီတုပ်ကွေးယောဂကူးစက်ခံရရင်ဘယ်လိုယောဂလက္ခဏာတွေပြတတ်ပါတယ်ဆရာမရှင်ဟုတ်ကဲ့ပါအဲ့တော့သူ့ရဲ့လက္ခဏာကျမတို့အေးမိဖျားနာချောင်းဆိုးနဲ့ပန်းကြီးကနဲ့ခက်ဆင်ဆင်တူတယ်ဟုတ်ကဲ့ပါလူတွေကဘာပြန်လဲဆိုတော့ဒီရာသီအပြောင်းလဲဖြစ်တာပဲလေဆိုအကြိုက်ခဲပြောက်စလေးတောက်ပြီးတော့ပဲအိမ်မှာပေါ့နော်လက်ပူတိုက်ကူးလိုက်တယ်သို့တော့ဘုန်းငါလို့ကူးစက်မြန်နေတာဖြစ်တဲ့ခါမှာလုံးဝမနိုင်တော့မှသာဆေးရုံဆင်ခဲရောက်တဲ့ခါမှာအသက်အန္တရာယ်ဆုံးရှုံးတဲ့တာရကတွေလည်းအများကြီးရှိတယ်ပေါ့နော်ဆရာမရဲ့မိကုံဖြစ်တဲ့ဘလို့လက္ခဏာတွေပြန်လဲဆိုသူကဘလို့လဲဆိုအဖျားတအားကြီးပါတယ်100 degree Fahrenheit ဖြစ်တတ်တယ်အဖျားလဲတာရှည်တယ်ရုပ်တရက်ဖျားနာတာတို့ခေါင်းအုံတယ်ခေါင်းကိုက်တယ်ကိုယ်တွေပူတယ်မျက်စိတွေပူတယ်လေချောင်းနာတယ်နှာမွန်တယ်ချောင်းဆိုးတယ်ဒီကုလုံးကြွက်သားတွေနာတယ်အစစ်မြစ်ကိုက်ခဲတွေနာကျင်ကိုက်ခဲတယ်အင်းအားကုန်ခံပြီးမောပန်းနှွမ်းနေတယ်အစားတောက်ပြတ်တယ်ဆိုတော့ဒါရာသီတုပ်ကွေးရဲ့လက္ခဏာတွေဖြစ်တယ်ပေါ့နော်အဲ့တော့အခုသတိထားမှာဒီယောဂကိုမှဖြစ်ပြီးတော့မှ4ရက်5ရက်ကြာတဲ့ခါမှာနောက်တစ်ရက်ကိုသွားပြီးပူရတဲ့အနေထားရှိတယ်နော်ဟုတ်ကဲ့ထားဖို့လိုပါတယ်ဟုတ်ကဲ့ပါရာသီတုပ်ကွေးမဖြစ်အောင်ကြိုတင်ကာဝယ်ရမယ့်နည်းလမ်းကောင်းလေးရှိရင်လည်းသိပြရစီဆရာမရှင်ဟုတ်ကဲ့ပါအဲ့တော့ဒါကံကောင်းတဲ့တစ်ခုခေါ်မှာပေါ့ဒီရာသီတုပ်ကွေးယောဂကုဆက်ကျမတို့ကပါကာကွယ်ဆေးရှိတယ်တချို့ဆေးဆိုမရှိဘူးသို့တော့သူကကြိုတင်ကာကွယ်လို့ရတဲ့အနေထားရှိတဲ့ခါမှာအသက်6လစပြီးတက်ကြီးရွယ်ကိုအားလုံးတက်ရွယ်အားလုံးကြီးကျမတို့ကမိုးကြတာနဲ့တစ်နှစ်မှာတစ်လုံးလေးပဲထိုးထားဖို့လိုတယ်ဟုတ်ကဲ့ပါအဲ့တော့တခုချင်းကဘယ်လိုလူတွေဦးစားပေးထိုးမလဲအသက်6လအထက်ဆိုငယ်ရွယ်တဲ့ကလေးတွေကိုယ်ခံနေတဲ့တက်ကြီးရွယ်အိုတွေနာရာရှိယောဂါရှိတဲ့သူတွေနော်ကိုဝန်ဆောင်တွေကတော့ဆရာဝန်နဲ့တိုင်ပင်ပြီးထိုးပေါ့နော်အဲ့လိုထိုးဖို့လိုတယ်အဲ့တော့တခုရှိတာကျမသတိပေးချင်တာဒီကာကွယ်ဆေးဟာဆေးထိုးပြီးနှစ်ဖက်ကြာမှာ immune system စထွက်တဲ့အခါမှာအဓိကပြောချင်တာတော့စောစောထိုးလေပို့ပြီးကာကွယ်နိုင်မှုအကောင်းလေးဖြစ်တယ်တခုသတိပေးချင်သေးတယ်အဲ့ဒီဆေးကရာနှုန်းပြည့်တော့ကာကွယ်မှာဖြစ်ဘူး80%ကာကွယ်ဖြစ်တယ်အဲ့တော့တခုရှိတာကျမတို့ကဒီဆေးထိုးထားလို့တော့ပို့လို့တော့မရဘူးပေါ့နော်ဒီဆေးထိုးထားတော့လည်းပဲအေးမိမဲ့နှာစီမဲ့လူစုလူဝေးသွားမယ်မစင်ကျင်တော့ဖြစ်တတ်တဲ့အနေထားရှိတယ်ဆိုတာတော့သတိထားပါနော်ဆရာမဟုတ်ကဲ့ပါရှင်ဟုတ်ကဲ့ဆောင်းရံနီလန်းကောင်းလေးရှိရင်လည်းအကြံပေးပါအောင်ရှင်ဟုတ်ကဲ့ပါအဲ့တော့ဆောင်းရံနီလန်းကောင်းဆိုကုဆက်လွယ်ယောဂဖြစ်တဲ့ခါမှာလူနာကိုထိတွေ့ကင်ကြွယ်တာသတိထားပါတတွေးတွေတလိပ်တွေကနေနော်နှာဆေးချောင်းဆိုးစကားပြောတဲ့ခါမှာသူကလွင့်ပြီးပန်လာတဲ့အတွက်ကြောင့်မလို့ဖြစ်နိုင်တော့ကျမတို့မစလစ်တက်ထားရင်တော့အကောင်းဆုံးဖြစ်တယ်ပေါ့နော်အဲ့တော့တခုတည်းပြချင်နို့တိုက်မိခင်တွေများဒီလိုဖြစ်ရင်တချို့တွေကလေနို့တိုက်မိခင်မှာဒီယောဂဖြစ်ရင်ကိုကလေးလေးအနေရဖြစ်မှာဘုမတိုက်ဘူးရက်ပလိုက်တယ်မလုပ်ပါနဲ့ပုံမှန်ဆက်တိုက်ပါသို့တော့မိခင်က must တက်ပြီးတော့မှနို့တိုက်ပါဒီကံလားဖြစ်တဲ့ခါမှာကလေးနဲ့တော့ခက်ခွာနေပေါ့နို့တိုက်ချင်ကလေးတော့ခက်ခွာနေဖို့လိုတယ်အစားတောက်ခုထုံးနေနေဆိုတော့ကိုခံအားကောင်းစေတဲ့ကျက်စုပ်ပြုတ်တွေတောက်ပါရခင်တက်ကျမတို့ကရေကို2ဆပူတောက်ပါတချို့ကမိုးအေးလို့ရေမတောက်တော့ဘူးမလုပ်ပါနဲ့ဘာကြောင့်ဆိုရာသီတုပ်ကွေးရနှာဆေးတဲ့ချောင်းဆိုးတဲ့ချွတ်တလိပ်တွေထွက်တဲ့ခါမှာခန္ဓာကိုယ်ထဲမှာရှိတဲ့အရေဓာတ်တွေဆုံးရှုံးတတ်တဲ့ခါမှာကျမတို့ကရေဓာတ်ဖြည့်တင်းဖို့ဆိုပြီးကြိုတင်ပြီးတော့မှရေများများတောက်ဖို့လိုတယ်ပေါ့နော်ဟုတ်ကဲ့ပါရှင်နောက်တစ်ခုတော့ဒါကျမတို့ကဒီရာသီမှာချောင်းဆိုးစေတဲ့အစားအစာတွေစီကြောအစားအစာတွေအချိုရည်တွေနောက်ဒါတွေကျမတို့လုံးဝဖြော်ရည်တွေမတောက်မစားမလုပ်ပါနဲ့ညအိယာဝင်တဲ့ခါမှာလည်းကျမတို့လက်မောင်းနဲ့ခြေသလုံးနူးနူးထွေးထွေးအိမ်ရင်ဒါလုံခြုံပါတယ်ရေချိုးစင်ရင်မှာလူသားအလုံးကျန်းမာကြပါစေလို့ပြောရင်းဒီကုန်းချုပ်ပါတယ်ကျေးဇူးတင်ပါတယ်နော်ဟုတ်ကဲ့ပါရှင်ဟုတ်ကဲ့ရှင်ဒီသတင်းကိုရန်ကုန်နောက်ပိုင်း KI ဗဟန်းရုံးမှပေးပို့တာဖြစ်ပါတယ်ရှင်